တခါတော့ကအလွန်လှပတဲ့တိုင်းပြည်တစ်ပြည်ရှိတဲ့ကွယ်အဲ့ဒီတိုင်းပြည်မှာမော်ဝင်တစ်တော်တော်လည်းရှိနေတဲ့ကွယ်အဲ့ဒီမော်ဝင်တစ်တော်ရဲ့အလယ်မှာဖိုးဖြူဆိုတဲ့နာမည်နဲ့လိုက်အောင်ချက်စရာကောင်းတဲ့လူဘူးလေးတယောက်နေထိုင်တဲ့ကွယ်ဖြူကမုံဖို့ရတာကိုအရန်ကြိုက်ပြီးတိုင်းပြည်မှာအကောင်းဆုံးနဲ့အရသာရှိဆုံးကိတ်မုံတွေကိုပြုတ်လုချင်ခဲ့တဲ့ကွယ်။ဒီနေ့မှာတော့တော်ဝင်စာပိုးငဲ့တကောင်ကစိတ်လှုပ်ရှားစရာကောင်းတဲ့သတင်းတစ်ခုကိုတည်ဆောင်လာခဲ့ပါလေရောကွယ်။မင်းသမီးကမုံဝင်မုတ်ဖို့ပြိုင်မဲ့စင်ပါပေးမယ်တဲ့အနိုင်ရသူကမင်းသမီးလေးရဲ့ခမ်းနားတဲ့ပွဲတော်အတွက်မုံဖို့ပေးရမယ်တဲ့လို့ငှက်ကလေးကအော်ပြောလိုက်တဲ့ကွယ်။ဖိုးဖြူရဲ့မျက်လုံးတွေကပျော်ရွှင်မှုတွေနဲ့တောက်ပနေတာပေါ့ကွယ်ငါဝင်ပြန်ရမယ်ဒါပေမဲ့ငါကိတ်မုံတွေကထူးခြားပါမလားဆိုပြီးတော့စိုးရိမ်နေခဲ့တဲ့ကွယ်လူဘူးလေးကချုံမြိန်နဲ့ပြားရည်နဲ့လက်ဆက်တဲ့တင်းနံတွေပြည့်နေတဲ့တက်တောင့်တက်တာရှိတဲ့သူ့ရဲ့မိဖို့ကြောင့်လေးတွေကိုအလင်းအမြန်သွားခဲ့ပါတော့တယ်ကွယ်သူကသူ့ရဲ့ရှေးဟောင်းချက်နီးစာအုပ်ကိုလန်လို့ကြည့်ရှာပေမဲ့ပြိုင်ပွဲအတွက်ထူးခြားတဲ့ချက်နီးတွေကိုရှာမတွေ့ခဲ့ဘူးတဲ့ကွယ်အဲ့ဒီအချိန်မှာပဲပရင်းပေါက်ကနေပြီးတော့ညင်သာတဲ့တကားခောက်တန်တစ်ခုကိုကြားလိုက်ရတဲ့ကွယ်အဲ့ဒါကတော့ပညာရှိတဲ့ဇီကွက်အိုကြီးဝီလိုဖြစ်နေတဲ့ကွယ်ဖိုးဖြူမင်းမော်ဆန်တဲ့ချက်နီးတစ်ခုကိုဘယ်မှာရှာတွေ့နိုင်မလဲဆိုတာငါသိတယ်တကယ်လားဘယ်မှာလဲရွှေရောင်တစ်တော်အုပ်ရဲ့အလယ်မှာလျှို့ဝှက်ချက်ရှိတဲ့ချက်နီးစာအုပ်တို့ကတင့်တော်တဲ့မုတ်ဖို့သမားကိုစောင့်နေတယ်ကွဖိုးဖြူကစိတ်လှုပ်ရှားကြနဲ့ပဲသူ့ရဲ့မုံဖို့ကိရိယာတွေကိုဆွဲယူပြီးစွန့်စားခန်းအသစ်တစ်ခုကိုစတင်ခဲ့ပါတော့တယ်ကွယ်လူဘူးလေးကမြစ်တွေကိုခုံကြောမိုးကြီးကြီးတွေတက်ကြောအပေါက်ငယ်လေးတွေကိုတိုးဝင်ပြီးခက်ခက်ခဲခဲသွားခဲ့ရတဲ့ကွယ်သူကတောနဲ့ထဲကိုပုံဝင်လေးလေးတစ်ပင်တွေကပုံမြင့်လေးလေးပေါ့ကွယ်ရုတ်တရက်တောက်ပနေတဲ့ပိုးစုံကျူးလေးတွေကတစ်ပင်အမြင့်ပေါ်မှာရှိနေတဲ့တောက်ပနေတဲ့ရွှေရောင်စာအုပ်တအုပ်ကိုထွန်းလင်းနေတဲ့ကွယ်လူဘူးလေးကညင်သာစာဖွင့်ကြည့်လိုက်ပြီးတော့အံ့အားသင့်သွားခဲ့တဲ့ကွယ်ဟာမင်းသမီးလေးရဲ့မော်ဝင်တော့ကိတ်မုံချက်နီးပါလားဒါပေမဲ့စိန်ခေါ်မှုတစ်ခုကရှိနေပြန်တဲ့ကွယ်ချက်နီးထဲမှာရှားပါတဲ့ပါဝင်ပစ္စည်း၃မျိုးကလိုအပ်နေပြန်တဲ့ကွယ်တချင်းဆိုတဲ့ခြုံပုံမှာငွေရောင်ဘယ်ရီတီဖော်ရည်တဲ့ပြားတွေရှိကရွှေရောင်ပြားရီတောက်ပနေတဲ့ရေတကွန်ကနတ်သမီးတွေရဲ့ဂျုံမုတ်လေးဝက်ချက်ကိုသိလိုက်ရတဲ့အချိန်မှာလူဘူးလေးကဝမ်းသာသွားတဲ့ကွယ်ငါဒါကိုရအောင်လုပ်မယ်လူဘူးလေးကตาရတဲ့အတန်တစ်ခုနောက်ကိုလိုက်သွားရင်ငွေရောင်ဘယ်ရီတီတွေနဲ့ဖုံးလွှမ်းနေတဲ့တောက်ပနေတဲ့ခြုံမုတ်တစ်ခုကိုတွေ့ခဲ့တဲ့ကွယ်ဟယ်လိုခြုံဘုတ်ငါဘယ်ရီတီလေးတွေနည်းနည်းလောက်ယူလို့ရမလားခြုံဘုတ်ကလှုပ်ခါပြီးတုံခါလိုက်တော့သူ့ရဲ့ချင်းတောင်းထဲကိုတောက်ပြောင်တဲ့ငွေရောင်ဘယ်ရီတီလေးတွေကကျလာတဲ့ကွယ်နောက်တော့လူဘူးလေးကရွှေရောင်ပြားရည်တွေနဲ့ပြည့်နေတဲ့ပြားရည်အုံတစ်ခုကိုတွေ့ခဲ့ပြန်တဲ့ကွယ်ခွင့်ပြုပါပြားလေးတွေငါပြားရည်နည်းနည်းလောက်ယူလို့ရမလားယူပါဗျာယူပါဖော်ရည်တဲ့ပြားလေးတွေကသူ့ကိုဝိုင်းဝဲပြန်တန်းပြီးတော့ရွှေရောင်ပြားရည်အိုတစ်လုံးကိုပေးလိုက်တဲ့ကွယ်နောက်ဆုံးမှာတော့လူဘူးလေးကစိန်တွေလိုတောက်ပနေတဲ့ရေတကွန်တစ်ခုကိုရောက်ရှိသွားခဲ့တဲ့ကွယ်တင်းငယ်တဲ့နတ်သမီးလေးတွေကသူတို့လက်ထဲမှာရှိတဲ့မော်ဆန်တဲ့ဂျုံမုံလေးတွေကိုဖြူချပေးလိုက်တဲ့ကွယ်ကျေးဇူးတင်ပါတယ်နတ်သမီးလေးတို့လူဘူးလေးကရဲတိုက်ထဲကိုရောက်ရှိတဲ့အချိန်မှာပြိုင်ပွဲကစနေပြီပေါ့ကွယ်လူဘူးလေးကလည်းငွေရောင်ဘယ်ရီတီတွေရွှေရောင်ပြားရည်တွေနတ်သမီးဂျုံမုံတွေအဲ့ဒါတွေကိုဂယုတစားရုံးမွေလိုက်တဲ့ကွယ်မုံသားကတော့မော်ရောင်တွေနဲ့တောက်ပနေတာပေါ့ကွယ်သူကိတ်မုံကိုမီးဖိုထဲထည့်လိုက်တဲ့အခါမှာညင်သာတဲ့အလင်းရောင်တစ်ခုကလေထုထဲမှာပြည့်နေသွားတဲ့ကွယ်သူပြန်ထုတ်တဲ့အခါမှာတော့ရွှေရောင်ကျဲပွင့်လေးတွေနဲ့ဖုံးလွှမ်းနေတဲ့မော်ဝင်ကိတ်မုံလေးဖြစ်နေပြီပေါ့ကွယ်မင်းသမီးလေးကတကိုက်စားကြည့်လိုက်တယ်သူ
သူ့ရဲ့မျက်လုံးတွေကဝမ်းသာအားရတောက်ပလာတာပေါ့ကွယ် ဒါဟာအဝစရာအကောင်းဆုံးကိတ်မုံပဲ မင်းသမီးလေးရဲ့ချီးကျူးတဲ့စကားတန်ကိုကြားပြီးတဲ့နောက်မှာတော့လူဘူးလေးကပထမဆုကိုထိုက်ထိုက်တန်တန်နဲ့ရရှိသွားတဲ့ကွယ်အဲ့ဒီညမှာပဲမင်းသမီးလေးကလူတိုင်းကိုခမ်းနားတဲ့ပွဲတော်ကိုဖိတ်ကြားခဲ့တဲ့ကွယ်လူဘူးလေးရဲ့မော်ဝင်တောကိတ်မုံကတော့ပွဲရဲ့အဓိကဖြစ်နေခဲ့တာပေါ့ကွယ်လူတိုင်းကလူဘူးလေးရဲ့မော်ဝင်ကိတ်မုံကိုမြည်ဆန်းကြည့်ကြတဲ့ကွယ်ပြီးတော့အားလုံးကလည်းဝိုင်းဝန်းချီးမွမ်းကြတဲ့ကွယ် ။အိုးဒါဟာအကောင်းဆုံးကိတ်မုံပဲ ဟုတ်တယ်အရင်ကောင်းတာပဲ အရင်စားလို့ကောင်းလိုက်တာဗျာ စားဘူးသမျှထဲမှာတော့ဒီကိတ်မုံကအကောင်းဆုံးပဲဗျ အထူးဆုနေနဲ့မင်းသမီးလေးကလူပုလေးဖိုးဖြူကိုရွှေရောင်စပူမှုအုတ်ထုတ်တစ်လုံးကိုစုချပြီးတော်ဝင်တော်မုတ်ဖို့သမားလို့ဂုဏ်ပြုနာမည်လေးပေးခဲ့တဲ့ကွယ်လူတိုင်းကလည်းဝမ်းသာအားရအားပေးကြတော့လူပုလေးကပျော်ရွှင်မှုတွေနဲ့တောက်ပနေတာပေါ့ကွယ်သူဟာသူ့ရဲ့အိမ်မက်ကိုမလျှော့သောဆွဲနဲ့ကြိုးစားခဲ့တယ်ပြီးတော့အဲ့ဒီအရာကလည်းအမှန်တကယ်ဖြစ်လာခဲ့တယ်ကွအခုသူကတိုင်းပြည်ရဲ့အကောင်းဆုံးတော်ဝင်တော်မုံဖို့သမားဖြစ်သွားလေတဲ့ကွယ်ပုံမြင်လေးရတော့ဒါပါပဲကွယ်မောင်လေးညီမလေးတို့လည်းဒီပုံမြင်လေးကိုအတူယူပြီးကိုဖြစ်ချင်တဲ့အိမ်မက်တွေကိုမလျှော့သောဆွဲနဲ့စူးစမ်းကြနော်အားလုံးပဲတက်တာပါနောက်နေ့ပြန်ဆောင်ကြမယ်နော်